ဒါကတော့ American မှာအင်တွေကိုဒီဆောက်နေတဲ့ခေတ်အမီဆုံးနီးလန်းတွေကတစ်ခုပါပဲ Engineer အဖွဲ့တစ်ဖွဲ့က 3D ပုံနှိပ်စက်အကြီးကြီးတစ်ခုကိုတီထွင်ထားကြတယ်ဒါပေမဲ့ plastic ကိုပုံနှိပ်တာမဟုတ်ဘူးအရည်အသွေး mint concrete ကိုပုံနှိပ်တာပါခင်ဗျားတို့မြင်နေရတာက American အိမ်ဆောက်လုပ်ရေးရဲ့အနာဂတ်ဖြစ်နိုင်ပါတယ် idea ကရိုးရှင်းပါတယ်ဘီသူကပညာရှင်တွေက digital အိမ် design ကိုစက်ထဲကိုထည့်လိုက်တာနဲ့စက္ကန့်ပိုင်းအတွင်းမှာပဲစက်ကအလုပ်စလုပ်ပါတော့တယ် concrete တွေကိုအလွာလိုက်အလွန်တီးကျစွာချသွားတာပါနေရာမြည်တာတွေလူအမားတွေဖြစ်စီအလားဟာတာထစ်တာတွေမရှိသလောက်ရှားပါတယ်အကွေးတိုင်းပရင်းပေါက်တိုင်းတိဆော့ပုံအသေးစိတ်တိုင်းကိုမီလီမီတာအထိတိကျစွာပုံနှိပ်ပါတယ် concrete ကိုယ်တိုင်ကိုလည်းအထူးပြုပြထားပါတယ်အရန်ကိုခိုင်ခန့်ပြီးမြင်မြန်လဲအချောက်မြန်ပါတယ်မုန်တိုင်းတွေအပြူလိုင်းတွေရေကြီးတာတွေကိုတော့ခံနိုင်အောင်ဒီဇိုင်းထုတ်ထားတာပါဒါကြောင့် Texas နဲ့ Florida လိုနေရာတွေမှာဒီနည်းပညာကိုစမ်းသပ်နေကြပါပြီရည်ရွယ်ချက်ကယူရှင်းပါတယ်ကုန်ကြစရိတ်တထားပြီးယာဒီဥရုအပြောင်းလဲထံကိုပိုခံနိုင်တဲ့အိမ်တွေရဖို့ပါဒါကတော့တကယ်ကိုထူးခြားတာပါအိမ်တစ်လုံးလုံးကို48နာရီအတွင်းပုံနှိပ်ထုတ်လို့ရတယ်တက်ထားဖောင်ခက်တဲ့အဖွဲတွေမလိုတော့ဘူးအုပ်စီးသမားတွေလည်းမလိုဘူးစောက်လုပ်ခြင်းကြာခြင်းလည်းမရှိတော့ဘူး software ရစုံရံဂယုစိုက်ဖော်စပ်ထားတဲ့ concrete အရော novel လို့တာပေါ့ရလာကတော့တမျိုးကြားအိမ်တွေထပ်ပူခိုင်ခန့်တဲ့အဆောက်အဦတစ်ခုပေါ့ဒါကစိတ်ကူးတက်ဒါမှမဟုတ်စမ်းသပ်မှုတစ်ခုမဟုတ်ဘူးနော်တကယ်ဖြစ်နေပြီ